ကိုကြီးတယောက်အနေနဲ့ပြောပြမယ်ညီလေးတို့တစုံတယောက်ကသူ့ပြဿနာကိုပြောပြလာရင်ချက်ချင်းဒီလိုလုပ်ပါဒီလိုဖြေရှင်းပါလို့ပြောမိလားဒါမှမဟုတ်မစိုးရိမ်ပါနဲ့ပြီးသွားမယ်လို့နှစ်သိမ့်ပေးမိလားဒါပေမဲ့တစ်ဖက်လူကပိုစိတ်ဆိုးလာတဲ့တယ်မဟုတ်လားတခါတလေလူတွေလိုအပ်တာကဖြေရှင်းနည်းမဟုတ်ဘူးအတိအမှတ်ပြုခံရဖို့ validation ပဲသူတို့ပြောချင်တာကနားရဲ့ခံစားချက်ကိုမင်းမပယ်ချဘူးမင်းနားလဲတယ်ဆိုတာပဲဖြေရှင်းနည်းမပြောပါနဲ့အရင်ဆုံးမင်းဒီလိုခံစားရတာငါနားလဲတယ်လို့ပြောပါဒါကမင်းအတွက်ခက်ခဲတယ်ဆိုတာငါမြင်တယ်လို့ပြောပါဒီနေ့ကစပြီးဒီလိုလုပ်ကြည့်ပါတစ်တစုံတယောက်စိတ်ညစ်နေတဲ့အကြောင်းပြောရင်ဖြေရှင်းနည်းကိုချက်ချင်းမပြောပါနဲ့နှစ်ဖုံးချပြီးမျက်လုံးချင်းစုံမှာခေါင်းညိတ်ပြီးနားထောင်ပါသုံးဒီစကားလုံးတွေပြောပါမင်းဒီလိုခံစားရတာငါနားလဲတယ်ငါမင်းဘေးမှာရှိတယ်လေးဖြေရှင်းနည်းလိုအပ်ရင်သူကိုယ်တိုင်မေးတဲ့အခါမှပဲပြောပါဒီနည်းကဆက်ဆံရေးကိုတိတိတတ်တာနှက်ဆိုင်စေပြီးယုံကြည်မှုကိုတိဆောက်ပေးလိမ့်မယ်ဘာမှမပူနဲ့ရှေ့ဆက်လျှောက်ပါတေးသေးလေးစလိုက်ပါညီလေးတို့အောင်မြင်ဖို့ကိုကြီးအမြဲဘေးကရှိနေမယ်